အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမရဲ့စိုက်ထားတဲ့ပန်းချံလေးကအကြီးတော့မဟုတ်ဘူးတိတ်တိတ်လေးပါပဲဒါပေမဲ့ပန်းတွေကတော့အစုံရှိရရှင်အဲ့ပန်းချံလေးကိုအတူတူသွားကြည့်ကြမယ်လေမနေ့စောစီစီနိုးတွေးကြစရာရင်တော့ပါအဲ့တော့အားလုံးပဲအတူတူဒီမှာပန်းချံလေးတွေကိုလိုက်ခဲ့ကြပါနော်ပတ်မင်းတွေကိုမနေ့စောစောရေးလာရင်းနဲ့ပန်းချံလေးတွေကိုရောက်လို့ရှိရင်စိတ်အရမ်းကြည်နူရတယ်ကိုစိုက်တဲ့ပန်းလေးပွင့်လာတယ်ဆိုရင်အရမ်းပျော်တာပေါ့နော်အားကြောင့်တငယ်ချင်းတို့ကိုပန်းချံလေးတွေကိုခေါ်တော့ပါမယ်ကျမခင်လေးမြင်ပါရှင်ကျမနဲ့အတူတူပန်းညံတွေကိုသွားကြည့်ကြအောင်နော်အိမ်ကထွက်လိုက်တာနဲ့စပယ်အိုးဘုတ်တွေအများကြီးဖူးနေပါပြီလို့သူကအကိုင်းတစ်လေးတိုင်းမှာအဖူးလေးတွေရှိကြတယ်အပွင့်ပြီးလို့ရှိရင်အဲ့အပွင့်ပြီးသားကိုင်းလေးကိုညှက်ထုတ်ပေးလိုက်ရင်နောက်တော့ထွက်လာတဲ့အကိုင်းတွေကအဖူးတစ်တွေထပ်ရတယ်တော်တော်များများအဖူးလေးတွေနဲ့ပါဒါကစပယ်ဥပုပ်ပေါ့နော်အမလေးပေါ့မှာပြီးရင်နှင်းစီဒီနှင်းစီလေးတွေကတော့အနံ့သိမ့်မမွှေးပေမဲ့ဒီဘက်ပင်ကအနံ့သိမ့်မမွှေးဒီဘက်ပင်ကဒီပင်လေးကတော့အရန်မွှေးပါတယ်ရမွှေးနှင်းစီထင်တာပဲအရန်မွှေးပါတယ်အဲ့ဒါပြီးရင်တော့ဒါ hibiscus ကနေ့တိုင်းပွင့်နေနေ့လယ်လောက်ကြာရင်ပွင့်လာလိမ့်မယ်အဲ့ဒါပြီးရင်ဒါကြီးကတော့ Japanese maple ပင်ကြီးပါသူက15နှစ်လောက်ရှိပြီပေါ့နော်ဒါပြီးရင်ဆက်ပြီးလမ်းလျှောက်မယ်ဒီဘက်မှာပန်းမြောင်းတစ်ခုဟိုဘက်မှာပန်းမြောင်းတစ်ခုရှိတယ်မျက်စာလေးတွေလည်းမပြတ်ကျွေးတယ်ပေါ့နော်ဟုတ်ကဲ့ဒီဘက်ပန်းမြောင်းမှာအရင်ပြမယ်ဒါလေးတွေကတော့တော့အရင်ပန်းလေးဒါပေမဲ့လည်းလှတဲ့အတွက်သူ့ကိုလည်းစိုက်ထားတယ်ပြီးတော့ဒါကတော့ဇင်နီယာလို့ခေါ်တဲ့ပန်းလေးသူ့ရောင်လေးကလေးရဲနေတာပဲအရင်လှတယ်အားကြောင့်သူ့ကိုလည်းစိုက်ထားတယ်ဒါလေးတွေက4နာရီပန်းပင်လေးတွေသူကညဘက်မှာပွင့်နေအခုမနေ့ဆိုရင်တဖြည်းဖြည်းငုံသွားတော့မယ်သူဆိုရင်ပန်းရောင်နဲ့အဝါရောင်ဆိုပြီး2မျိုးရှိတယ်2မျိုးလုံးစိုက်ထားတာပေါ့နော်ပြီးတော့ဒီဘက်မှာကဗုဒ္ဓံတရဏံပန်းသူကလိမ္မော်ရောင်နဲ့အဝါရောင်နဲ့2မျိုးရှိတယ်ပြီးရင်ဟုတ်ဘက်မှာကဒါဇင်နီယာနောက်ထပ်အရောင်တစ်မျိုးသူကလည်းတစ်မျိုးလေးပေါ့လိမ္ဘာရောင်ခေါ်မိတ်ကပ်ရောင်ခေါ်မလားအဲ့ရနေပေါ့စိမ်းရောင်ပြောင်းတော့ကြာလို့ရှိရင်လေပြီးရင်ဒီဘက်ကတော့လိမ္မော်ရောင်မှာဒါဆိုရင်ဇင်နီယာပင်ပေါက်ကလေးတွေထပ်ပြီးတော့စိုက်ထားတာပေါ့နော်မျက်စာကျွေးထားတာဒီဘက်ကဒါဘာလို့ခေါ်လဲဆိုရင် bleeding heart ဒီချိန်သူကမပွင့်နောက်ပြီးဒီဘက်ကmarigold လေးတွေပါ
ဒီပန်းလေးတွေလည်းအရင်လှတယ်သူကရောင်စုံရှိရဲဒါအကြားလေးဒါလိမ်မော်ရောင်ဒါလုံးဝအဝါရောင်လေးနော်ပြီးတော့နောက်ထပ်ဟိုဘက်မှာရှိတဲ့ပန်းချံသူလဲ၄နာရီပန်းပင်နေစိုက်ထားတယ်အပေါ်ကပင်ကြီးကတော့မီမိုဆာလို့ခေါ်တယ်ပြီးတော့ဒီပန်းလေးလည်းရှိတယ်အမလေးပြည့်တန်နေကြနေရပြီစောင်းနှင်းဝင်တော့မယ်ပြီးတော့ဒါလေးက Rose of Sharon ဒါတရားဒါလေးကတရား3ယောက်မှာအရင်လှတယ်ပြီးတော့ဟိုဘက်မှာနေကြပန်းတွေကပွင့်တော့ပေါ့နော်နေမကောင်းသေးဘူးဆိုတော့နေကြပန်းတွေပွင့်နေပြီးတော့ဒီဘက်မှာကရိုင်းမှန်းလေးတွေဟိုဘက်မှာကသမောပင်တွေတော်တော်ထွားလာပြီပြီးဒီဟာကကျမရဲ့အရှိကပန်းချံလေးဒါဆိုရင်လီပင်လေးတွေပါနောက်နေ့အတွက်အားယူနေကြပြီဒီနောက်မှာမြန်မာပင်စိမ်းပင်လေးစိုက်ထားတော့လေသူကသူအစီကျပြီးတော့ပင်တွေပြန်ပေါက်နေတာအများကြီးဒါလေးကဆိုမွားပန်းလို့ခေါ်မလားမသိဘူးနော်ဒါက B-Bounce လို့ခေါ်တယ်သူကခရမ်းရောင်အခုတော့အပွင့်နေကုန်သွားပြီသူနဲ့လိုက်ဖက်ပြီးတော့ match ဖြစ်တာ friendly ဖြစ်တာကတော့ဒီ cornflower ဒီပန်းကိုလည်းသူနဲ့နီနီနာနာမှာစိုက်ထားလိုက်တယ်ဟိုဘက်တန်းကတော့ချင်မလာတဲ့အပင်ပေါ့နော်အဲ့ပင်လည်းပွင့်လေးတွေပွင့်သွားပြီးပြီဟိုအနောက်မှာကသစ်စပန်းလေးတွေစိုက်တယ်ဒီမှာလည်းပင်စိမ်းတစ်ပင်ချထားတယ်သစ်စပန်းတွေလည်းသူ့အချိန်မဟုတ်လို့ညှပ်ပစ်ထားတယ်ပေါ့နော်ဒီနောက်ကလည်းဒါဒီပန်းလေးကလည်းຫນွယ်တက်ပြီးတော့ပွင့်နေပန်းသူ့ဟိုဘက်မှာက Cardinals ပန်းလို့ခေါ်တယ်အနီရောင်လေးတွေအပွင့်ချိန်ကတော့ကုန်ပြီပေါ့နော်ဒါကနောက်ထပ်ဇင်နီယာတစ်မျိုးသူကအကြားလေးဒီဘက်ကပတူနီယာလို့ခေါ်တယ်ရောင်လေးတွေကဆိုပြီးရမ်းလှတယ်ပတူနီယာပါပြီးတော့ဒီလယ်မှာလဲ B-Bounce အပင် B-Bounce ကအနီယာသူကတော့အပွင့်နည်းနည်းကြံသေးတယ်အနီယာသူနဲ့လဲ cornflower တွေက match ဖြစ်တဲ့အတွက် cornflowers နဲ့တွဲပြီးတော့စိုက်ထားတယ်ဟိုအနောက်မှာသစ်စပန်းပင်တွေစိုက်ထားတယ်ရှင်းအောင်မယ်ပေါ့နော်ပြီးတော့ဒီမှာလဲຫນွယ်တက်တဲ့ပန်းပင်ပန်းပွင့်တဲ့ချိန်ကကုန်တော့မယ်ဆိုတော့လေမျိုးစိချတဲ့အချိန်ရောက်ပြီဆိုတော့မျိုးစိလေးတွေဖြစ်နေပြီဒါလေးတွေကလီပင်လေးတွေပြီးတော့ဒီပန်းလေးလည်းလှတယ်ရှင်သူလည်းဒီຫນွေမှာပဲတွေ့ရတဲ့ပန်းဒါလည်းပတူနီယာကို hanging basket နဲ့ချိတ်ထားတာဒါဆိုရင် cornflower
ဒီဘက်က B-Buns ပန်းရောင်သူလည်းအပွင့်ပြီးသွားပြီဆိုတော့လေအစီချတဲ့အချိန်ရောက်သွားပြီဟိုအပင်က butterfly bushes သူပန်းပွင့်တဲ့အချိန်တုန်းကတော့ butterfly နေရမ်းလာတယ်မှွေလည်းရမ်းမှွေပါတယ်ပြီးတော့ဒီပန်းလေးတွေကစောမွားပန်းစောမွားပန်းက2ရောင်ရှိတယ်ဒီရောင်နဲ့ဒီရောင်လေးရမ်းလှပါတယ် Sweet William လို့ခေါ်တယ်နော်ဒီဥစ္စာကကြတော့ Zebra Mellow လို့ခေါ်တယ် Zebra Mellow သူ့ရဲ့ပန်းလေးတွေကလည်းပကြီးဆွဲထားသလိုရမ်းလှပါတယ်ပြီးတော့ lavender လေးတွေသူတို့လည်းအချိန်ကုန်တော့ခြောက်သွားကြပြီအဲ့ဒီဘက်မှာတော့ခန္ဓမာတွေသူတို့အချိန်ကိုရောက်လာပြီဆိုတော့ခန္ဓမာတွေကစပြီးတော့ဖူးလေးတွေလိုက်လာပါပြီအကြခင်မှာဒီပင်ကြီးကအရန်လှတဲ့ပင်ဖြစ်တော့မယ်ပွင့်တော့မှာပေါ့နော်ဒီဘက်ကတော့ဒေလီယာပါဒေလီယာလည်းအဖူးတွေအများကြီးဖြစ်နေပြီသူကတော့အပွင့်သေးသေးလေးနဲ့ဒေလီယာမျိုးနယ်ဝင်တစ်မျိုးပါသူလည်းစပြီးတော့ပွင့်နေပါပြီဒီရောင်လေးပါဟိုးပေါ်မှာလည်းပန်းအိုးတွေကိုတန်းစီတင်ထားတယ်ပေါ့နော်ဒီဘက်ဆောင်ကဒေလီယာအလဲက butterfly bushes ခရမ်းရောင်ကျမကခရမ်းရောင်ကြိုက်တယ်လीအဲ့ကြောင့်ခရမ်းရောင်ပါတဲ့ပန်းတွေကိုစိုက်တာများတယ်ပြီးတော့ဒါတွေကပတူနီယာဟိုမှာပတူနီယာနောက်တအိုးအလဲကမြေအိုးနဲ့စိုက်ထားတဲ့နှစ်ခုကတော့ဒီပန်းရောင်မျိုးနဲ့မျိုးစိတ်တူတူပါပဲသူကအဝါလေးပေါ့နော်ပြီးတော့ဒီဘက်မှာကဒီပန်းအိုးတအိုးအလဲက butterfly bushes ဟိုဘက်မှာပတူနီယာနောက်တစ်မျိုးခဲအောင်ပွင့်လေးတွေအဲ့နောက်ကပင်ကတော့ Japanese maple သူ့ကို Japanese maple နောက်တစ်ပင်ဒီမှာတေရွာလို့သူ့နေရာမှာအစားထိုးဆိုင်ဖို့ဝယ်ထားတာပါHummingbirds လေးတွေကလည်းအမြဲလာတော့သူတို့ကိုလည်းကျွေးထားရတယ်ပေါ့နော် Hummingbirds feeder လေးတွေ4 ခုချိတ်ထားပါတယ်သူတို့လည်းအမြဲလာစားကြတယ်ပန်းမြင်စိုက်တာဝါနာပါတဲ့လူတွေဆိုရင်တော့ကျမရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ပေးကြပါလို့ကျမ channel ကပွင့်တဲ့ပန်းလေးတွေကိုကျမအမြဲတမ်းဗီဒီယိုလေးလုပ်ပြီးတင်ပါမယ်ပြီးတော့တကယ်ချင်းတို့ရဲ့ channel မှာရောဘယ်လိုပန်းလေးတွေပွင့်နေဆိုတာ comment မှာလာရေးပေးနော်ကျမအားလုံးကို view design နဲ့ဖတ်ပါမယ်ကျမဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် bye bye